အားလုံးမင်္ဂလာပါဗျနော်တရက်6လ2025တဲ့နိကတတိကြီးကဏ္ဍလေးကိုကျွန်တော်တင်ပြသွားပါမှာကျွန်တော်တင်ပြသွားပါမယ်အားလုံးမချမ်းနေတဲ့ရင် like ပြီးကြည့်ရှုအားပေးကြပါဦးလို့ကျွန်တော်တို့ စိုက်ကတော့တော်လှခွန်3ချက်နဲ့ကျွန်တော်ဘီပေါက်ခွန်3ချက်နဲ့ဘီပေါက်ကိုကျွန်တော်တင်ပြတော့ပါမယ်ခွန်3ချက်နဲ့ဘီပေါက်ဆိုကျွန်တော်တို့က6ရယ်5ရယ်6ရယ်ပေါင်းကြီးကခွန်ဒီမှာလဲ2ရယ်3ရယ်ပေါင်းကြီးခွန်ပါပဲကျွန်တော်တို့3ညရင်3ရယ်ဒီမှာခွန်ဖြစ်အောင်ကျွန်တော်တို့4ထည့်ရပါမယ်4ထည့်ရပါမယ်ကျွန်တော်နောက်ပြန်တော့3ရယ်6ရယ်8ရယ်ပေါင်းခြင်းလဲကျွန်တော်တို့ခွန်ပါပဲအဲ့ဒါခွန်ရယ်2ရယ်8ရယ်ပေါင်းခြင်းလဲခွန်ပါပဲနောက်ကြတော့ကျွန်တော်တို့9ရယ်3ညရယ်ဒီမှာခွန်ဖြစ်အောင်ဆိုရင်ကျွန်တော်တို့က8ခါထည့်ရပါမယ်8ခါမှာကျွန်တော်ခွန်3ချက်နဲ့ခဏတစ်ခွက်ကိုပြီးထိုးရမှာဖြစ်ပါတယ်အဲ့ခွန်မဲ့နောက်ပိတ်ကဘလို့လာတယ်ဆိုတော့4ရယ်6ရယ်ခွန်ရယ်ပေါင်းခြင်းလဲခွန်ပါပဲဒီမှာလဲခွန်ရယ်2ရယ်8ရယ်ပေါင်းခြင်းလဲကျွန်တော်တို့ခွန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ8ရယ်3ညရယ်ကျွန်တော်တို့နောက်ပိတ်ကခွန်ဖြစ်အောင်လို့ကျွန်တော်တို့9ပိတ်ထည့်ရပါအဲ့ဒါကျွန်တော်တို့က4 8 9ဆိုတဲ့ခဏလေးပြန်ကြတကွက်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်နောက်တစ် site ကတော့ကျွန်တော်အဲ့ကောင်လေးတော်တော်လှပါတယ်ကျွန်တော်တင်ပြသွားပါမယ်ကျွန်တော်တို့နောက်တစ် site လေးကတော့နောက်တစ် site ကတော့ဘယ်လိုလာလဲဆိုတော့ကျွန်တော်တို့4ရယ်3ရယ်6ရယ်5ရယ်ပေါင်းခြင်းဒီ8ဒီကျွန်တော်တို့လုံးပါခွန်ရယ်2ရယ်ပေါင်းခြင်းဒီကျွန်တော်တို့8ဒီ8လုံးမှန်ဒီကျွန်တော်တို့ခါပါဒါပေမဲ့ကျွန်တော်တို့ဒီမှာက8 9 3ည3လုံးပေါင်းခြင်းဒီ3ညဒီကျွန်တော်တို့ခါပါအဲ့ခါကိုကျွန်တော်တို့အပိတ်ကဘယ်လိုလာလဲဆိုတော့ကျွန်တော်တို့8ရယ်9ရယ်3ရယ်ပေါင်းခြင်းဒီ3ညနှစ်ခါခွန်ဒီကျွန်တော်တို့အပိတ်ပါ6ရယ်8ရယ်ခွန်ရယ်ပေါင်းခြင်းဒီ1ဒီနဲ့က8ဒီအပိတ်ပါပဲကျွန်တော်တို့ဒီမှာကျတော့လေ3 8 9 3လုံးပေါင်းခြင်း3ညမို့3ညနဲ့ကခွန်ဒီအပိတ်ပါပိတ်ပါကျွန်တော်တို့ထိတ်ကဘယ်လိုပေးလဲဆိုတော့
ထိတ်ကဘလို့ပြီးလို့ဆိုကျွန်တော်ဒီပေါင်းချင်းဒီသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်းလည်းခွန်ဒီသုံးလုံးပေါင်းချင်းကခွန်ဖြစ်အောင်လို့လေးထိတ်ဒီချက်ကိုနောက်တစ်ဆက်ကျွန်တော်တို့ဒီထိတ်ကိုနောက်တစ်ဆက်ကျွန်တော်တို့ဘယ်လိုလာလဲဆိုတော့ဒူအောဂနာနော်လေးခုညာခွန်ကျွန်တော်တို့နောက်ပြီး break line လေးကျွန်တော်တို့ break line လေးဆိုရင်ကျွန်တော်တို့3ခွန်ဒီပေါင်းချင်းခွန်မို့လို့ရှင်းနှလုံးပေါင်းချင်းခွန်ပါပဲဒီ3လုံးပေါင်းချင်း4မို့လို့ရှင်းနှလုံးပေါင်းချင်းကျွန်တော်တို့4ပါပဲဒီ3လုံးပေါင်းချင်း1မို့လို့ကျွန်တော်ကရှင်းနှလုံးပေါင်းချင်းလည်း1ဖြစ်ရပါခုကျွန်တော်တို့ဒီ3လုံးပေါင်းချင်း2ဖြစ်တဲ့ရှင်းနှလုံးပေါင်းချင်း2ဖြစ်မယ်ဆိုကျွန်တော်တို့ကဒီမှာ3ညခါရှိတဲ့အတွက်2 3ညခွန်ဆိုတဲ့တစ်ကွက်ထည့်ရပါတယ်ကျွန်တော်တို့2 3ညခွန်ကွက်ထည့်ထိုးပါလို့အားလုံးမကန်ကောင်းကြပါစေတဲ့2025မှာတတိတိချဲကလေးကြီးပေါက်လို့အားလုံးပဲအခက်ခဲတွေအားလုံးအဆင်ပြေကြပါစေလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါပြီအားလုံးပဲခက်ခဲတဲ့အားလုံးကိုကြော်လွှားပြီးလိုရဆန္ဒတွေအားလုံးပဲပြည့်ကြပါစေလို့ဆုတောင်းရင်းကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတယ်အားလုံးပဲမင်္ဂလာပါလို့